မင်္ဂလာပါ Anju language ကနေကြိုဆိုပါရစေဟိုတယ်ခန်းကားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့လေ့လာကြရအောင်မင်္ဂလာပါရှင်စဝါဒီครับဘာကူညီပေးရမလဲရှင်มีอะไรให้ช่วยไหมครับကျွန်တော် check in လုပ်ချင်ပါတယ်ခင်ဗျဖုန်းอยาก check in ครับဘိုကင်လုပ်ထားပြီးပြီလားရှင်ဒိုက်ကြောင်ဝိုင်းလျံครับဘိုကင်လုပ်ထားပြီးပါပြီခင်ဗျဒိုက်ကြောင်ဝိုင်းလျံครับ passport လေးပြပေးပါရှင်ခေါ် passport หน่อยครับဒီမှာပါခင်ဗျนี่ครับဘယ်နှညတဲမှာလဲရှင်พักกี่คืนคะ3ညပါခင်ဗျ3คืนครับမနက်စာပါလားခင်ဗျรวมอาหารเช้าไหมครับပါပါတယ်ရှင်รวมค่า deposit 1000ဘတ်ရှိပါတယ်ရှင်มีค่ามัดจำ1,000บาทค่ะငွေသားနဲ့ပေးလို့ရလားခင်ဗျจ่ายเป็นเงินสดได้ไหมครับရပါတယ်ရှင်ได้ค่ะဒီမှာကီးကပ်ပါရှင်အခန်းနံပါတ်908ပါရှင်นี่คีย์แคทค่ะห้องเลขที่508ค่ะကျေးဇူးတင်ပါတယ်ခင်ဗျขอบคุณครับ Wi-Fi password ဘယ်လောက်လဲခင်ဗျรหัส Wi-Fi คืออะไรครับ1234568ပါရှင်1234567ค่ะတကယ်လို့ကိုရတဲ့အခန်းကအဲကုန်းမအေးခဲ့ရင်ဒီအခန်းအဲကုန်းမအေးဘူးခင်ဗျห้องนี้แอร์ไม่เย็นครับခဏနေအခန်းပြောင်းပေးပါမယ်ရှင်เดี๋ยวเปลี่ยนห้องให้ค่ะ